Hello guys, this is Jack. ဒီနေ့တော့ Jack နဲ့မင်းနဲ့ဆရာတုခမိန်လိုင်းရဲ့ဒီ Clock and Bow and ဒီပတိပြပွဲလေးကိုတွားကြည့်ပါရယ်။အဲ့ဒီကအမှတ်တရကပြလေးကို Jack ရွတ်ပြမယ်နော်။တိမ်တွေကိုပုံတူရေးလို့မရ။သူတို့ဒီခဏသာထိုခဏများကိုကျွန်တော်ဤခဏများစွာနဲ့လိုက်ခင်မိပါတယ်။သူတို့အချစ်သူတို့အမုန်းသူတို့လည်းမုန်းတက်ခဲ့ပါသည်။သူတို့လည်းလွမ်းတက်ခဲ့ပါသည်။သူတို့နာကျင်ကြေကွဲမှုများကိုသူတို့ရွာချတတ်ခဲ့ပါသည်သူတို့လည်းလူဆန်ခဲ့ပါသည်လူဆန်သောတိမ်များလူဆန်သောဘဝများပုံတူရေးလို့မရသောတိမ်များပုံတူရေးလို့မရသောကြပြများသူတို့ကိုကျွန်တော်ပုံတူရေးဖို့မကြိုးစားခဲ့ပါသူတို့နှင့်နေ့စဉ်နှစ်စဉ်တင်ယူရခြင်းမှာကျွန်တော်အသက်ရှင်ခဲ့ရပါတယ်ထိုအသက်ရှင်ခြင်းသည်ဆေးရောင်များကြပြများဖြစ်ခဲ့ရပါတယ်တုခမိန်လိုက်